ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုမှာတော့ကျွန်တော် Creality ကထုတ်ထားတဲ့ Anna 3V3 KE ဆိုတဲ့ 3 printer လေးကိုကျွန်တော် installation လုပ်ပြီးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဘူးပါကင်ဖောက်လိုက်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးအပေါ်ထောင်နဲ့ဇက်ဇဲဟိုတာတစ်ခုပါမယ်ပြီးရင်အောက်က base plate တွဲရဒီကိုယ်တစ်ခုပါမယ်ပေါ့နော်အဲ့တော့ဒါကို installation ဘယ်လိုလုပ်မလဲဆိုတာကိုရိုက်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ဒါဇက်ဇဲထိုင်ဖို့အတွက်အပေါက်ပါမယ်ပေါ့နော်ပြီးရင်netလေး3ပေါက်ပါမယ်ပြီးရင်ကျိုးဆင်းဖို့အပေါက်တစ်ပေါက်ပါမယ်တစ်ဖက်မှာလည်းအဲ့လိုမျိုးလေးပဲnetဆွဲဖို့အပေါက်3ပေါက်ကျိုးဆင်းဖို့အပေါက်တစ်ပေါက်ပါမယ်နော်အဲ့တော့ဒါကဇက်ဇက်မော်တာကျိုးဇက်လို့လည်းရေးပေးထားတယ်အဲ့တော့ပြီးရင် main cable ကျိုးအပေါ်သွားမယ်ကောင်ဒါပဲကျွန်တော်တို့တက်ပေးရမှာပြီးရင်ဒီမှာဒီဘက်ချမ်းမှာဒီ filament sensor တက်ပေးရမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဘယ်လိုလုပ်မလဲဆိုတော့စလိုက်ရအောင်ဒီမှာသူ့ရဲ့ original အိတ်လေးပါတယ်အဲ့ထဲမှာသူ့ရဲ့ tool တွေလည်းပါတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်စပြီးတော့ဖောက်မယ်ဖောက်လိုက်တဲ့အခါကျရင်ဒါ filament ကျွန်တော်စမ်းဖို့ထည့်ပေးထားတယ်ပြီးရင် nozzle တစ်လုံးအပူပါမယ်ဒီမှာ net လေး6လုံးပါမယ်အဲ့ဒါဆော့ဆော့က3လုံးထားရမှာပေါ့နော်ပြီးရင်ဒါလေးကကျွန်တော်ကြိုးထိန်းတဲ့ကောင်လေးပြီးရင်ဒါသူ့ရဲ့ tool စီအဲ့တော့ဟုတ်ပြီစပြီးတော့တက်မယ်အဲ့ဒီနေ့လေးကျွန်တော်ဖောက်ထားလိုက်မယ်ဒါကိုဒီလိုမျိုးဒီ nozzle ကဒီဘက်ကနေပြီးတော့ထားပြီးတော့တက်ပေးရမယ်ဒီမှာကြိုးစားရှိတယ်ကြိုးစားကိုအပေါက်ထဲအောက်ဆင်းရမယ်ကြိုးစားကိုအရင်ဆုံးထိုးထည့်ပြီးရင်သူ့ရဲ့ပုံစံလေးကိုဝင်အောင်လို့အထိုင်လေးချရုံပါပဲအဲ့လိုထည့်ပြီးဆိုလို့ရှိရင်တစ်ဖက်ကိုလှည့်လိုက်မယ်ကျွန်တော်မြင်ရတဲ့ဘက်ဒီဘက်ကိုပဲလှည့်ပေးလိုက်မယ်ဒီမှာအပေါက်လေး3ပေါက်ပါတယ်အဲ့ထဲကိုကျွန်တော်စောစောဖောက်ထားတဲ့နဲ့ဒီထည့်မှာပဲဖြစ်ပါတယ်ဒီဘက်မှာတက်ပြီးပြီဆိုလို့ရှိရင်ဒီမှာ socket လေးတစ်ခုရှိတယ်အဲ့ socket ကလေးကိုတို့ချင်းချင်းချိတ်ပေးလိုက်မယ်အဲ့ဘက်တစ်ဖက်ပြီးပြီဆိုလို့ရှိရင်တော့နောက်တစ်ဖက်ကိုလှမ်းမယ်နောက်ထပ်မှာလည်းအတိုင်းပဲနှစ်သုံးလုံးတက်ပါမယ်နှစ်သုံးလုံးပဲပါတယ်ဒီဘက်မှာတော့ကျိုးမပါတော့ဘူးဒီမှာ ZEZ မော်တာ ZEZ ကြိုးရှိတဲ့ကြောင့်ဒီမှာ ZEZ ဒီ socket ကလေးကိုထိုးစလိုက်မယ်အဲဆိုရင် ZEZ မော်တာကျွန်တော်တို့ installation အပြီးဖြစ်ပါတယ်ဒီမှာဒီ cable ကြိုးကြီးမှာဒီတင်ဂီတာလေးပါတယ်အဲ့တင်ဂီတာကဒီနားလေးကိုဝင်ဖို့အောင်ပြထားတာပါအဲ့တော့ဒီနားလေးကိုဒီတင်ဂီတာဒီကြိုးလေးဝင်အောင်သူ့ရဲ့ guide ထဲကိုသူဝင်အောင်လို့ထည့်လိုက်မယ်ခဏရဒီမှာဒီ socket မှာ H လို့ရေးထားတယ်ဒါက H motor ဖြစ်တယ်အဲ့တော့ H motor ကိုတစ်ခါတည်းတက်ခက်လိုက်မယ်ပြီးတော့ဒါ main cable ဆိုတော့ရှေ့ကိုသွားပြီးတော့တက်မှာပဲဖြစ်ပါတယ်ဒီလိုလှည့်လိုက်မယ် main cable မှာဆိုလို့ရှိရင်ဒီမှာ lock လေးရှိတယ်အဲ့ lock လေးကအတွင်းဘက်ကနေပြီးတော့ထားပြီးတော့ဒါလည်းအရင်ဆုံးဒီဘက်ကိုတွန်းပြီးတော့ socket တွေဖယ်လိုက်ပြီးရင်တန်တန်လေးထည့်ပြီးတော့ထိချလိုက်ရင်တက်ပြီးသားဖြစ်သွားပါပြီဒါဆိုတော့ပြီးပါပြီအဲ့တော့ဒီကောင်ကိုဒီမဲ့ကိုက်မယ်အဲ့အတွက်ကိုဒီထုတ်လေးထုတ်ထဲမှာသူ့ရဲ့ဟိုဒါလေးပါတယ် nozzle တစ်လုံးပါမယ်ဒီဟိုဒါနှစ်ခုပါမယ်ပေါ့နော်ဒီနှစ်ခုကိုဒီလိုထားပြီးတော့ဒီမှာကိုက်ပေးရမှာပါ
ကဲဒါဆိုရင်တော့ installation က90%လောက်ပြီးသွားပြီဒီ filament sensor လေးနဲ့အတူတူပါတယ်အဲ့တော့ဒါလေးကိုချွတ်မယ်ဒီဘက်ကြောဘက်မဟုတ်ဘူးအခုံးဘက်ကိုဒီလိုထားပြီးရင်ဒီဘက်ကလော့ကိုထည့်ပြီးတော့လှည့်ပေးလိုက်ရင်ဒါကရပြီအဲ့တော့ဒီမှာဆိုရင်ဒီလိုလေးပြရမှာလို့ဖြစ်ပါတယ်ဒီမှာနှလုံးပါတယ်အဲ့နှလုံးအတွက်ကလည်းဒီဘက်မှာနှလုံးပါပါတယ်နဲ့အကြီးနှလုံးမှာအကြီးနှလုံးကိုကျွန်တော်ဖောက်လိုက်လိုက်ရဒီမဲ့သူ့ရဲ့အပေါက်လေးနဲ့သူ့ရဲ့နက်လေးတွေသူထည့်ဒါလေးကိုလည်းမြဲနေအောင်ကျက်ပေးလိုက်မယ်အဲ့ဒီမှာဒါက filament sensor ဒီ sensor socket ကလေးတက်ပေးအောင်မယ်ဒါဆိုရင်တော့တော်တော်များများပြီးသွားပြီဒီမှာနှလုံးကြံသေးတယ်နှအမဲလေးနှလုံးဒါဒီနေရာမှာတက်ရမှာပေါ့နော်သူကရှေ့မှာငိုက်သွားအောင်လို့ထိန်းပေးတာဒီနေရာမှာအမဲလေးနှလုံးတက်ပေးရမယ်ဒီနှလုံးတက်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော် LCD ပဲကျန်တော့တယ်ခုကကျွန်တော် LCD တက်မယ်ပိုင်းပဲကျန်တော့တယ်အဲ့တော့ LCD တက်မယ်ဆိုလို့ရှိရင်ဒီဘက်ချမ်းမယ်အပေါက်သုံးပါပါတယ်ကျွန်တော် LCD ယူလိုက်မယ်ပေါ့နော် LCD ကိုဒီလိုတွန်းပြီးတော့ခွာလိုက်လို့ရတယ်ဒီလိုနှစ်ချမ်းခွာလိုက်လို့ရတယ်ပေါ့နော်အဲ့တော့ LCD အတွက်နက်ကဒီမှာ3လုံးတစ်ထုပ်ပါတယ်အဲ့တော့ LCD ဒီအပေါက်လေး3ပေါက်ပါတယ်ဒီလိုလေးကျွန်တော်တက်မယ်ရင်းကျက်စရာမလိုဘူးရင်းကျက်လိုက်ရင်ကွဲသွားနိုင်တယ်အဲတော့ကျွန်တော်တို့ဒါလေးတွေကဝိတ်မပါတဲ့တကြောင်ထိန်းုံလေးပဲတက်မယ်ပြီးရင်ဒီမှာ LCD မှာပေါ့တစ်ခုပဲပါတယ်ဒီပေါ့လေးကိုလည်းသူ့အနေနဲ့သူလော်လေးတွေမအောင်တက်ပြီးရင်ဒီမှာသူ့ရဲ့ပူလေးတွေကိုဝင်အောင်တွင်းမယ်တွင်းအောက်ကိုတွန်းလိုက်မယ်တောက်ဆိုရင်ရပြီအဲဆိုရင်ကိန်းတစ်လုံး installation လုပ်တာတော့ပြီးသွားပြီအဲ့တော့ဒါကိုကျွန်တော်တို့အထိုင်ချပါမယ်ဒါဆိုတော့ 3D printer တစ်လုံးဘယ်လိုဆင်လဲဆိုတာကိုရိုက်ပြတာပဲဖြစ်ပါတယ်10မိနစ်လောက်ပဲကြာပါတယ်ရိုက်တာတော့